ရန်ကုန်မြို့ထဲမှာ staycation နေဖို့အပူရှောင်ဖို့ဆိုပြီးတော့ငွေကုန်ကြေးကြအရန်များပြီးတော့ခေါင်းကိုက်ခံနေမယ်အစားကျွန်တော်ဒီနေ့ညှိုးပြပေးမယ် Natural Cupcake ဆိုတဲ့ private room လေးကိုညှိုးပေးပါမယ် ဒီမှာကတော့တနားယူ6000ကျပ်ကစပြီးတော့ရှိပါတယ်ဆိုတော့ကျွန်တော်လည်းအတူတူလိုက်ပါပြီးတ िश ူပေးကြပါဦး ။လိပ်စာကတော့အမတ်ခွန်တဲ့ခုတ်တဒါလန်တောင်ကလာပါမျိုးနယ်မှာရှိပါတယ်။ခုမြင်နေရတဲ့ private projector room လေးကတော့ Monday to Friday မှာဆိုလို့ရှိရင်3နာရီ session ကို1000ဝက်ကျပ်တာကြားသိမှာဖြစ်ပါတယ်။ Saturday Sunday မှာဆိုလို့ရှိရင်တော့3နာရီ session ကို18000ကျပ်ကြားသိမှာဖြစ်ပါတယ်။ Private budget room ကို TV နဲ့ဆိုလို့ရှိရင်တော့ Saturday Sunday မှာ session ကို2300ကျပ်တာကြားသိမှာပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ဒီမှာ4300နဲ့အခန်းကိုယူထားပါတယ်ဒီမှာကဘာပါလဲဆိုတော့ကိုပိုင် toilet ပါတယ်ပြီးတော့အပေါ်မှာဆိုလို့ရှိရင်ကတင်ကနှစ်ထပ်ကတင်ပါတယ်ပေါ့နော်အောက်မှာကတော့အေးစစ် TV လေးကြည့်ပြီးတော့မုံလေးပါလေးမှစားလို့ရတယ်ကျွန်တော်ကတော့ဒီနေ့တယောက်တည်းလာချေးတာဆိုတော့ခောက်ဆွဲပြုတ်တွေရပြီးလို့ရှိရင်ဘီယာလေးရတောက်ဖို့မှာထားပါတယ်ကဲအဲ့တော့ရုပ်ရှင်ကြည့်ဖို့စလိုက်တော့မယ် အခန်းလေးကကြည်ကြင်ဝုန်းဝုန်းလေးနဲ့တက်တက်ရဲရဲလေးရှိတော့ကျွန်တော်တို့ကတော့တော်တော်အဆင်ပြေပါတယ်ဒီမှာက private cinema အခန်းတွေပဲရှိတာမဟုတ်ဘဲနဲ့ hotel အခန်းတွေလည်းရှိပါသေးတယ် premium room တွေဆိုလို့ရှိရင်တော့ဒီမှာတစ်ဆက်ရှင်2800ကျပ်ကနေ9000ကျပ်အထိရှိပါတယ် night ဆိုလို့ရှိရင်တော့9000ကနေ8000ကျပ်အထိရှိပါတယ်ခင်ဗျ standard room တွေကတော့ဒီဘက်မှာဆိုလို့ရှိရင်2300ကျပ်ကနေပြီးတော့6000ဝန်းကျင်ကျပ်အထိရှိပါတယ် night ဆိုရင်တော့4000ကနေ9000ကျပ်အထိရှိပါတယ်ကြောင်ညာအစီအစဉ်လေးပြီးသွားပြီဆိုတော့အခုဆိုလို့ရှိရင်အစားအသောက်ခဏလေးဘက်ကိုလှည့်ပါမယ် ဒီနေ့မှာကျွန်တော်ကတယောက်တည်းပဲလာချေးရဆိုတော့ဇလုံးတုံရမ်းလေးနဲ့ဝက်သားငယ်ဆက်လက်လေးနဲ့ဘီယာလေးနဲ့မြည်ဖို့မှာထားပါတယ်ဒီနေ့ကတော့အနာဘဲလေးကြည့်ရင်လည်းတယောက်တည်းအေးအေးစိတ်လှုပ်ရှားစွာနဲ့နေ့နေ့ကိုဖြတ်သန်းပါမယ်မှုရင်းနေတာပဲဟာခောက်ဆွဲအသားကလည်းတော်တော်ကောင်းနေကြတယ်ဒီမှာကြည့်လိုက်ကဲဆိုတော့မြည်ကြည့်ပါမယ်အသေးလေးနဲ့မစားတော့ဘူးအိုးလိုက်ပဲစားတော့ဘက်ကတော့တော်စားနေပြီတုံရန်ခောက်ဆက်ပြုတ်အရေးအရသာကလေတော်တော်ကိုပါဇက်ထဲမှာအရသာရှိတယ်ဗျချင်းချင်းလေးနဲ့လေဘလို့လေးလည်းမသိဘူးကျွန်တော်ကတော့တော်တော် favorite ဖြစ်ပါတယ်ဗီဒီယိုကြည့်ပြီးအခုအသက်ပြန်သွင်းနေအောင်မှာပါဇက်ကပြန်ပြီးတေးတေးကြလာပါတယ်ပြန်စားခြင်းလို့ပါဝက်ဆက်လက်ရဲ့အရသာဆိုလို့ရှိရင်လည်းအပြည့်ပြောစရာမလိုတော့အောင်ထိမိပြီးတော့တော်တော်အရသာရှိပါတယ် ကျွန်တော်စိုက်ဖို့ပါပြီဆိုတော့အပေါ်မှာခဏလောက်အေးသေးသေးလှဲပြီးတော့ရုပ်ရှင်ကြီးကြည့်ပါမယ်မိုက်တယ်ဟာအမြော်ကြီးကြီးလေဝိုးကဲကျွန်တော်ဒီတစ်ခွက်ကိုဝါယူဆိုလို့ရှိရင်เนาะအပေါ်မှာမင်းနေကင်းဆိုလို့ရှိရင် root dog ကအရန်လာရလို့ပြောတယ်ဆိုတော့သွားပြီးတော့ကြည့်လိုက်ပါဦးပဲလိုက်ခဲ့ပေးကြပါဦးအော်လုံးဝညနေနေဝေစီးစာကိုဒီပေါ်ကနေကွက်တိမြေရတောင်ကလာရဲ့ view point ဆိုရင်လည်းလုံးဝမမားဘူးဒီပေါ်မှာဘီယာလေးတောက်ပြီးချိမှဆိုရင်တော့လုံးဝရှေ့ပဲဟိုး လူတော်မှာဆိုလို့ရှိရင်လည်းဘော်ဒါတွေတငယ်ချင်းတွေချစ်သူတွေအေးစစ်စစ်လာပြီးတော့ချီးလို့ရပါတယ်ကျွန်တော်ကတော့ဒီနေရာလေးကိုတော်တော်သဘောကျမိပါတယ်ကဲကျွန်တော်ကတော့ညနေနေဝင်စီးလာအလားလေးကိုခံစားရင်းနဲ့ပဲတရက်တာကိုကုန်ဆုံးသွားပါပြီအားလုံးပဲတတ်တာ